ဒါပေါ့ကျေးဇူးပါသမီးရှင်းမယ် သမီးကျောင်းတော့နော်ဟုတ်မမနေတယ်နော်ဟုတ်မမနေသွားမယ်နော်ဟုတ်ပြီတော့ဒေါ်လေးလေးရှိရဆိုတခုဆိုဒေါ်လေးကိုပြောနော်ဟုတ်ပြီသမီးရှင်းအားလုံးအမေကျောင်းဆိုင်နေယူဝင်နေရတာလေ သမီးနဲ့မမေတို့ဆရာမကြီးလှုပ်ရှင်လို့လေ ဟုတ်လေဒီဟာတွေကအမေဝေးရတာလေသမီးနဲ့လိုက်မမလိုက်တာ လိုက်တယ် ကဲသမီးနဲ့ဒီနေ့ကျောင်းစတာမှာဆိုတော့ရှင်မုန်းနေရကြတော့သမီးနဲ့မလိုက်သမီးနဲ့လိုက်မယ်ကျောင်းစိတ်ကောင်လည်းမမေအကျမတော့ဝယ်ပေးမယ်လေနော်တကယ်ပေါ့ဟောဦးစားလေးပြင်သွားလေလိုက်နော် တော့ကြမယ် 2 hours later မတလားအမေပြောတဲ့အကျစားသွားမယ်နော်ဒါလေးဆိုသမီးနဲ့လိုက်မှာ ဒါလေးရောပဲ ဟုတ်ပြီသမီးလဲလို့မပြီးသေးဘူးလား ပြီးပြီ ဒီထွက်လာခဲ့ပါအောင်လေ သမီးဒါလေးနဲ့လိုက်တာမေးကြည့်ပေးပါအောင် ချစ်စရာလေးပဲသမီးရဲ့ ဟုတ်ချစ်စရာလေးနော် ဒီတထဲလေးပါထပ်ပြီးလေးပြပေးပါလားမမေကို ဟုတ်ပြီမေးဒါလေးရောဒါလေးကြည့်ပါအောင်ဒါလေးလည်းချစ်စရာလေး ဒါလေးလည်းချစ်စရာသမီးနဲ့လိုက်တာပဲ နော်သမီးနဲ့လိုက်တယ်နော် ချစ်စရာလေးတော့ဒါလေးကသမီးတို့သုံးမဲဝယ်ပေးမှာလား ဘယ်ရတယ်စုံမဲဝယ်ပြမှာအကုန်လုံးဝယ်ပေးဖို့အတွက်ကိုဒီခိုင်းထားတာ ဟုတ်လား ဒါပေါ့ ကျေးဇူးပါ